ငန်းစာကျွန်တော်ဒီကထိုင်းစကားပြောအပိုင်း၈ပေါ့နော်ထိုင်းစကားပြောအပိုင်း၈ဒီမှာဆိုရင်အလုံးပေါင်းဘယ်လောက်လဲအလုံးပေါင်းစုစုပေါင်းဘယ်လောက်လဲအလုံးပေါင်းဘယ်လောက်လဲပေါ့နော်ကိုကအဲ့လိုမေးချင်တယ်ဆိုလို့ရှိရင်ทั้งหมดเท่าไหร่ทั้งหมดเท่าไหร่ทั้งหมดเท่าไหร่ทองอทั้งไม่ถูกทั้งคอมอดอหมดทอองทอมาเท่าพอรอไอไหลมาไหลทั้งหมดเท่าไหร่ဒီကစာရေးသားမှာကြတော့ရိုင်းပေါ့နော်ရတန်နဲ့ကျွန်တော်ထွက်တယ်တကယ်စကားပြောမှာကြတော့သူတို့ကရတန်အစားကိုလတန်စားထုတ်တယ်ဆိုတော့ထမ်းမော့ထောက်လိုင်းနော်ထောက်လိုင်းဖြစ်သွားတယ်ရိုင်းစားကိုလိုင်းဖြစ်သွားတယ်မိမိကရတန်နဲ့ပဲပြောလတန်နဲ့ပဲပြောကြတာပေါ့နော်ထမ်းမော့ထောက်လိုင်းထမ်းမော့ထောက်လိုင်းအလုံးပေါင်းဘယ်လောက်လဲဒီမှာကျွန်တော်ပင်လယ်ကိုအလဲသွားခြင်းတယ်ကျွန်တော်ပင်လယ်ကိုအလဲသွားခြင်းတယ်ဆိုရင်ဖုံမြပိုင်ထီယိုထလေผมอยากไปเที่ยวทะเลพอมอผมออยอากออยากปอไอไปทออีอากอเที่ยวมาเที่ยวทออาทะรอเลผมอยากไปเที่ยวทะเลကျွန်တော်ပင်လယ်ကိုအလဲသွားခြင်းတယ်ဒီမှာ1ကီလိုကိုဘယ်လောက်လဲ1ကီလိုကိုဘယ်လောက်လဲဆိုရင်ကီလိုလားเท่าไหร่ကီလိုလားเท่าไหร่กออีกิรอโอโลรออะละทอองทอมาเท่าฮอรอไอไหลมาไหลกิโลละเท่าไหร่กิโลละเท่าไหร่1กิโลဘယ်လောက်လဲဒီနေ့ဘာနေ့လဲဒီနေ့ဘာနေ့လဲဆိုရင်วันนี้วันอะไรวันนี้วันอะไรขออ่านอวันนออีนีไม่ถูกนี้ขออ่านอวันออะรอไอไรวันนี้วันอะไรน้ำหมดแล้ววันนี้วันอะไรทีนี้ปานนี้เลย